တလားတစ်ခါပေါ်လို့လားပေါ်လာတော့လေတပွဲတဲ့အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ခုပြောပြသွားမှာတော့အင်္ဂါနေ့မနက်အစောပိုင်းမှာရှင်းပြကစားသွားမယ်မိုင်လိုက်တဲ့အသင်းနဲ့လီအသင်းတို့ရဲ့ပွဲစဉ်အကြောင်းကိုနိုင်ငံပြောပြပြီးတော့ဘိုးရလက်ခတ်မှတ်ပြီးသွားမှာဖြစ်ပါတယ်United အသင်းကဆိုရင်တော့နိုင်ငံတကာပွဲစဉ်တွေအပြီးမှာဂျာရက်ထဲမှာရှင်းပြကစားမယ်ပွဲစဉ်တွေမရှိတဲ့အတွက်ကြောင့်မို့လို့တော်တော်လေးကိုအနာရနေတာဖြစ်ပါတယ်United တို့နောက်ဆုံးကစားထားတဲ့ Premier League ပွဲစဉ်မှာတော့ဘုံမောက်အသင်းနဲ့တီရဲလက်ထပ်ပေါ်ထားတာဖြစ်တယ်လို့ဖက်ကလီ United အသင်းကတော့နောက်ပြီးကွာတာဖိုင်နယ်ပွဲစဉ်မှာတော့နောက်တစ်ဆင့်ကိုတက်ရောက်ထားနိုင်တာဖြစ်ပါတယ်ဒီနှစ်သင်းရဲ့ပထမကြောက်ရလက်မှာဆိုရင်တော့လီ United အသင်းရဲ့အိမ်ကွင်းမှာတစ်ဖက်တစ်ကိုးစီတီရဲလက်ထပ်ပေါ်ထားတာဖြစ်ပါတယ်အဲကြောင့်မို့လို့ United တို့အနေနဲ့သူတို့ရဲ့အိမ်ကွင်းမှာအနိုင်ယူနိုင်မလားဆိုတော့ကျွန်တော်တို့စောင့်ကြည့်ရမှာဖြစ်ပါတယ်United အသင်းတို့တော့အားနေတာဆိုလို့အသင်းရဲ့နောက်တန်းတနေရာမှာ Harry Maguire ကအနီးကပ်ကြောက်မပါဝင်နိုင်ဘူးလို့အသင်းရဲ့ဝါရစ်ခံစစ်ကစားသမားတွေကလည်းဒိုင်ယန်ကနေပြန်လာဖို့မရှိတဲ့အတွက်ကြောင့်မို့လို့အသင်းရဲ့နောက်တန်းတနေရာမှာတော့ Kevin နဲ့ Yoyo တို့ကသာပွဲထွက်လာဖို့ရှိနေပါတယ်ကျွန်တော်အနေနဲ့ကတော့ United ရဲ့နောက်တန်းကိုစင်ဂျိုဒက်ကစားသမားလေးတွေကဥဆောင်လာမှာဖြစ်ပေမဲ့လည်းသူတို့ရှင်ပြန်ကစားရမှာကတစ်ဖက်ကလီ United အသင်းဖြစ်တဲ့အပြင်သူတို့ရဲ့အိမ်ကွင်း Old Trafford မှာရှင်ပြန်ကစားမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ United ကပဲဥဆောင်သွားလိမ့်မယ်လို့ထင်ပါတယ်။ဒါကြောင့်မို့လို့ကျွန်တော်အနေနဲ့ကတော့ United တို့အနေနဲ့သူတို့ရဲ့အောင်းနာတဲ့အောင်းကြီးတွေကိုထုတ်ပြီးတော့ပဲ 2-0 ဆိုတဲ့ရလဒ်လောက်နဲ့အနိုင်ယူသွားလိမ့်မယ်လို့ခန့်မှန်းပေးလိုက်ရပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။